ကဲ YouTube မှာရှိကြတယ်เนาะကျွန်တော်ရဲ့ဒူရီမောင်းတိုင်းเนาะ YouTube channel လေးမှာရှိကြတဲ့မိတ်ဆွေအကိုမညီကိုမောင်နှမတွေအားလုံးပဲတုံးတယောက်မကြံမင်္ဂလာပါအားလုံးပဲမင်္ဂလာရှိလာဆိုတော့နေထူးနေမြက်လေးမင်္ဂလာရှိလာဆိုတော့ရက်ကလေးတယောက်ကိုအကိုမတွေအားလုံးပဲတုံးတယောက်မကြံအားလုံးပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းငွေတွေဝင်တဲ့အကိုမတွေအားလုံးပဲဖြစ်ပါစေစီးပွားရေးတွေဒီတက်မကအဆင်ပြေเนาะဒီတက်မကပို့ပြီးရပို့ပြီးပေါက်တဲ့အကိုမတွေမိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲဖြစ်ပါစေလို့ကျွန်တော်ရဲ့နော်ဒူရီမောင်လာ YouTube channel ဗီဒီယိုဖိုင် live show လေးစတင်ချိန်မှာမိတ်ဆွေများအားလုံးကိုဥစွာပဏာမလေးစုမုံကောင်းလေးတောင်းပေးပါတယ်ဒီဗီဒီယိုဖိုင် live ကိုကြည့်ပြီးအားပေးဝင်ရနေတဲ့ viewer တွေတဦးတယောက်ချင်းစီတိုင်းအနေနဲ့ကျွန်တော်ရဲ့ဒူရီမောင်နိုင်ဆိုတဲ့ YouTube channel လေးကို subscribe လေးတွေမနှက်ရသေးဘူးဆိုရင်အားလုံးပဲတဦးတယောက်မကြံကိုစီလေးဝိုင်းဝန်းပြီးကိုညီပြီးတော့ကျွန်တော်ကို subscribe လေးတွေနှိပ်ပြီးတော့အားပေးဝင်ရဖို့အကူမတွေအားလုံးကိုဒီနေရာလေးကပဲမေတ္တာရက်ခံပါတယ်ဗျကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီနေ့အင်္ဂါနေ့မှန်တဲ့ပိုင်းမှာဆိုရင်ကျွန်တော်ထွက်သွားတာဒီကျွန်တော်တို့နှစ်ကိုဆိုရင်ကျွန်တော်တို့ဇာတို့ပတ်တီးနဲ့မွေးကနန်းသမားတွေအားလုံးလည်းအောင်မြင်တယ်လို့နေတိုင်းမိတ်ဆွေအကူမတွေအားလုံးလည်းကျွန်တော်နှစ်ကိုဆိုတဲ့ကနန်းဒီအကွက်ပါတယ်ကျွန်တော်တို့အဆင်ပြေတယ်အောင်မြင်တယ်ပေါ့ဗျာအဲ့တော့ကြောင့်မလို့ပေါက်တဲ့ရတဲ့အကူမတွေအားလုံးဘက်ကနေပြီးတော့ပေါက်ကြီးရာကြီးလေးတွေကိုကွန်မန့်လေးတွေမှာမှတ်ပေးလို့ရပါတယ်နော်ကျွန်တော်ဘက်ကနေပြီးတော့ကြံရက်တွေမှာလည်းဒီထက်မှကပိုကောင်းတဲ့ကနန်းလေးတွေပိုကောင်းတဲ့စိုက်ကလေးတွေကိုကျွန်တော်ချပြပေးနေအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တစ်ချိန်လောက်အောင်မြင်တာနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ AACC ရက်ခတ်ပြီးတော့ကျွန်တော်တို့မနေချင်ဘူးချင်းပြောရင်ကျွန်တော်ဒီတပတ်တာအချိန်ကြီးမှာအခုအကုန်မရအားလုံးပဲပြန်ပြီးတော့ချိန်ကြည့်လိုက်တနင်္လာနေ့မနက်ညမှာကျွန်တော်တို့အဆင်မပြေဘူးအခုအင်္ဂါနေ့မနက်ပိုင်းမှာကျွန်တော်တို့အောင်မြင်သွားပြီနှစ်သီးစားတွေနဲ့ဟုတ်တယ်နော်အောင်မြင်သွားပြီကျွန်တော်တို့ဒီအင်္ဂါနေ့ညနေပိုင်းမှာလည်းဒီလိုနှစ်သီးစားတွေနဲ့အတူတူရကျင်တယ်ဆိုရင်ဒီဗီဒီယိုဖိုင် like ကလေးကိုတက်နိုင်သမျှအစအနေအဆုံးပြီးဆုံးတိုင်အောင်ကြည့်ပေးဖို့တော့ကျွန်တော်ဘက်ကနေပြီးတော့အားလုံးကိုမေတ္တာရက်ခတ်အကြံပြုပါတယ်ဗျ။နော်မေတ္တာရက်ခတ်အကြံပြုပါတယ်။အကုန်မရဲ့အားလုံးပဲကျွန်တော်တို့ဒီ4ရက်17လပိုင်း2025ကျွန်တော်တို့အင်္ဂါနေ့ညနေပိုင်း4:30စီးမှာဝမ်ချင်းမိုင်ပတ်တီအနေနဲ့ကျွန်တော်အကြိုက်ဆုံးဝမ်ချင်းမိုင်ပတ်တီဒီကျွန်တော်တို့3ညပိုင်း3ညပတ်တီကျွန်တော်တို့3ပိုင်း3ပတ်တီဖြစ်ပါတယ်။3ညပိုင်း3ညပတ်တီ3ပိုင်း3ပတ်တီပါ3ညချိုက်နဲ့တက်တဲ့မိတ်ဆွေအကူမညီကိုမောင်နှမတွေအားလုံးပဲ3ညကိုပတ်ပါ3ချိုက်နဲ့တက်တဲ့မိတ်ဆွေအကူမညီကိုမောင်နှမတွေအားလုံးပဲ3ကိုပတ်ပါဝမ်ချင်းမိုင်ပတ်တီအနေနဲ့တော့3ညပိုင်း3ညပတ်တီ3ပိုင်း3ပတ်တီကျွန်တော်3ညနဲ့ပတ်သက်လို့ထိုးချင်တဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်အကြိုက်ဆုံး3ညနဲ့ပတ်သက်တဲ့ကဏ္ဍလေးဒီကျွန်တော်တို့3ည9နော်3ည9 3ည8နော်3ည9 3ည8 3ည9ဒီကဏ္ဍ3ဘက်ဒီအကူမတွေအားလုံးပဲမဖြစ်မနေထိုးရမယ်ဒူမိန်ကဏ္ဍလေးတွေပါကျွန်တော်တို့3နဲ့ပတ်သက်ရင်3 9 3 8 3 9နော်3ညနဲ့ပတ်သက်ရင်3ည3 3ညနဲ့ပတ်သက်ရင်ထိုးရမယ်ကဏ္ဍဒီ3ည9 3ည8 3ည9 3နဲ့ပတ်သက်ရင်3 9 3 8 3 9ဒီကဏ္ဍလေးတွေဒီအကူမတွေအားလုံးဘက်ကနေပြီးတော့မဖြစ်မနေထိုးရမယ်ဒူမိန်ကဏ္ဍလေးတွေပဲဖြစ်ပါတယ်3ညနဲ့ပတ်သက်လို့အကူမတွေအားလုံးဘက်ကနေပြီးတော့တကွက်သေးနော်တုံညနဲ့ပတ်သက်လို့တကွက်တဲ့ကစားခြင်းနဲ့ဆိုတော့အကူမမိတ်ဆွေများအားလုံးပဲတုံညနဲ့ပတ်သက်ရင်အကူမတွေအားလုံးအနေနဲ့ကျွန်တော်တို့တုံညနှစ်ဆိုတဲ့ကဏ္ဍတကွက်သေးကိုထိုးပါ3နဲ့ပတ်သက်လို့တကွက်သေးထိုးခြင်းနဲ့မိတ်ဆွေတွေ3နှစ်ဆိုတဲ့ကဏ္ဍတကွက်သေးကိုထိုးပါတုံညနဲ့ပတ်သက်ရင်တုံညနှစ်ဆိုတဲ့ကဏ္ဍတကွက်သေးကိုထိုးပါ3နဲ့ပတ်သက်ရင်3နှစ်ဆိုတဲ့ကဏ္ဍတကွက်သေးကိုအကူမတွေအားလုံးပဲယုံကြည်တယ်ဆိုအော်ပြီးတော့အားလုံးပဲထိုးကြဖို့ကျွန်တော်ဒီနေရာလေးကပဲအားလုံးမိတ်ဆွေများအားလုံးကိုအကြံပြုပါတယ်ကဲဟုတ်ပြီဒီညနေပိုင်းတစ်ပိုင်းစားတယ်ကျွန်တော်အကြိုက်ဆုံးတလုံးပိုင်းပတ်တီကျွန်တော်အကြိုက်ဆုံးတင်ပတ်စီခြင်းတဲ့ကဏ္ဍကိုအကူမတွေဘက်ကတင်ပတ်ရဲတယ်တင်ပြီးတော့ကစားရဲတယ်ဆိုရင်တော့ကျွန်တော်ကတော့3ညာတလုံးကိုရွေးချယ်ပေးခြင်းတယ်3ညာတလုံးကိုရွေးချယ်ပေးခြင်းတယ်ကျွန်တော်အကြိုက်ဆုံးတစ်ခွက်တဲ့ကဏ္ဍဆိုရင်တော့3ညာနှစ်နော်3ညာနှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်တဲ့ကိုခြိုက်တယ်ကျွန်တော်ကတော့3ညာတလုံးကိုလုံးဝ share အနေနဲ့အမာအနေနဲ့ကျွန်တော်ကြိုက်တယ်လို့3ညာနှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်တဲ့ကိုကျွန်တော်တော်တော်လေးအားရခြင်းနဲ့မှုရှိပါတယ်ကြိုက်တဲ့တက်မှုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟောဒီလိုလက်မထောင်နိုင်ရင်လည်းလက်မထောင်ရင်လည်းလက်မထောင်ရမယ်အများရှိမှာကိုဒီလိုလက်မထောင်နေနိုင်ရင်လည်းဆိုရင်တော့ကျွန်တော်အခုပြောတဲ့ကဏ္ဍလေးကိုယုံကြည်စိတ်ချသွားအားလုံးပဲထိုးလိုက်ကြဖို့ကျွန်တော်ဘက်ကအကြံပြုရင်းနဲ့ကျွန်တော်ဗီဒီယိုပိုင်း like ကိုကျွန်တော်ဒီမှာတစ်လောက်နဲ့ပဲရန်နာပါမယ်ဗျအားလုံးပဲပေါ့ပါအချစ်ကိုချစ်မှရအားလုံးချစ်ပါရနော်